大家好，ဒီနေ့မှာတော့ကော့ဆိုတဲ့ grammar pattern ရှင်းပြပါမယ်။ကော့ကိုအတိတ်နဲ့ပတ်သက်ပြီးပြောချင်တဲ့အခါမှာတုံးပါတယ်။ကော့ကို verb ရဲ့အနောက်မှာထားပြီးတုံးပါမယ်။လုပ်ခဲ့ဘူးလားစသဖြင့်မေးခွန်းပုံစံမေးချင်ရင်အနောက်မှာမှားဆိုတဲ့အမေးစာလုံးထည့်ရပါမယ်။လုပ်ခဲ့ဘူးတယ်လို့ဖြေချင်ရင်တော့ကော့ကို subject verb ရဲ့အနောက် object ရဲ့ရှေ့မှာသုံးပေးရပါမယ်။မလုပ်ခဲ့ဘူးအငင်းပုံစံဖြေချင်ရင်တော့ verb ရဲ့ရှေ့မှာမေးတော့မှာဟုတ်မဲကိုထည့်ပေးလိုက်ရင်ရပါပြီ။ပတ်တန်ကိုမြင်သာအောင် highlight နဲ့ပြပေးထားပါတယ်။ဥပမာအနေနဲ့ညီအိုက်ကော့ဝေါ်မနေငါကိုချစ်ဘူးလားဝေါ်အိုက်ကော့ညီငါနင့်ကိုချစ်ဘူးတယ်ဝေါ်မဲရောအိုက်ကော့ညီငါနင့်ကိုမချစ်ဘူးနံပါတ်2ညီဟောကော့ကြုံမနေအရက်တောက်ဘူးလားဝေါ်ဟောကော့ကြုံငါအရက်တောက်ဘူးတယ်ဝေါ်မဲဟောကော့ကြုံငါအရက်မတောက်ဘူးနံပါတ်3ညီ吃过中国菜吗နင်တရုတ်ဟင်းစားဘူးလား我吃过ငါစားဘူးတယ်我没吃过ငါမစားဘူးနံပါတ်4ညီကြံကော့ထားမှာနင်သူ့ကိုတွေ့ဘူးလား我ကြံကော့ထားငါသူ့ကိုတွေ့ဘူးတယ်我没有ကြံကော့ထားငါသူ့ကိုမတွေ့ဘူးနံပါတ်5你看过这部电影吗你ဒီဇက်လန်ကြည့်ဘူးလား我看过ငါကြည့်ဘူးတယ်我没看过ငါမကြည့်ဘူးအားလုံးတော့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒါဆိုရင်နောက်သင်ခန်းစာမှာထပ်တွေ့ကြပါမယ်再见